အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Creeper ဒီနေ့ဗီဒီယိုမှာတော့ Minecraft ဆော့ပြမှာဖြစ်ပါတယ်ကျွန်တော်ဆော့ပြမှာဖြစ်ပါတယ်ကျွန်တော်ဆော့ပြမှာပေါ့နော်ကျွန်တော် Minecraft ထဲမှာဘာလောက်ရလဲဆိုပြသွားမှာဖြစ်ပါတယ်စရအောင် Okay ရပြီဒီတော့ကျွန်တော်နည်းနည်းပတ်ပတ်ဆိုတာဒီအိမ်3ထပ်ပေါ့3လဲဆို bro ဒါကြာချင်းကြာဒါပထမတက်ပဲဆောင်းဒီပထမတက်ကိုပြုတ်ပြီးတော့ရေတော့မပြုတ်ဘူးတို့ဒါလေးယူအဲ့လိုလုပ်ရကျွန်တော်ဒီနေ့ပြဖြူကရှိမဖြစ်ရှိဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့တော့ကျွန်တော်ရဲ့ view ဒီတစ်ခုမှာ idol လို့ကျွန်တော်ခေါ်တယ်ကျွန်တော်တစ်ခါမှ idol မခေါ်ကြရသေးဘူးမကြည့်ရတဲ့တကြည့်ပါအဲ့ view ကပါလေထူးဆန်းသောအရာကြီးတောက်တာလို့ကျွန်တော်ပြောတယ်ဒီမှာလိုက်ရကြည့်ပါဗျာဟိုတွေ့ရင်ကြည့်ပါအခုဒီနေ့စောင့်ပါဗျာနောက် episode လေးကြာရင်ကျွန်တော်တယောက်တည်း PC တောင်းတာကြောက်ပါလေနော် PC တုံးထားလို့ပုံစံမျိုးလေးပေါ့ဒီလေးပြောပြပါမယ်မောတော့ကျွန်တော်မတွေ့သေးဘူးပြောရမယ်ဒီကြီးရေလို့အိုးကျွန်တော်ကဒီ Minecraft ကဆော့လို့ကောင်းလို့ဆိုကျွန်တော်ကူတာတော့အိပ်ပါမယ်အိပ်လို့မရတယ်အိပ်သေးဘူးဗျာအကြိုက်အဒီခင်းလာပါမယ်ဒီဆုံးတည်ရမလားကျိုလေးလုံးကျွန်တော်ပြောတယ်လို့ bro ဒီဘလို့စောရမလား bro အခုဘာ event လာနေအောင်မသိဘူးဥလေးကျွန်တော်တွေ့အဲ့ဥလေးနဲ့ဘာလို့ရလဲမသိကျွန်တော်မသိလို့ရှင်ကောင်းမှရေပြရှင်းရပါလို့အရှိကြီးလည်းဘာလို့ကျွန်တော်ဖတ်နိုင်တယ်ကျွန်တော်ဒီဘလို့ event တွေထွက်လာဘာလို့မသိဘူးဥလေးကိုဘာလိုက်လို့ရလဲမသိကျွန်တော်မသိလို့နားမလဲလို့နားလဲရင်လည်း bro တိရဆိုရင်အချိစာကြောင်းအချိဘယ်တော့ဖြစ်နေပါလေရကျွန်တော်ရအောင်ဖတ်ပါတော့ bro ရေးခဲ့ပေးပါလို့ဒီနေ့ဒီအိမ်မယ်နိုးလာပါပြီโอเคကျွန်တော်ပြောပြစီရလို့ရှိရဗျာကျွန်တော်တို့ Minecraft ကဟုတ်တော့ဒီလို Minecraft မျိုးချားပါရင်အခုလိုပုံစံမျိုး Minecraft ကျပြန်မပေါ်လာရင်တော့ကျွန်တော်ပြောရစီရဗျာကျွန်တော်က Minecraft ကဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်ပြစကင်နဲ့ဝင်တယ်နော်စကင်နဲ့ဝင်လို့ရှိရင်ကျွန်တော်ကစကင်နဲ့အကုန်လုံးရရတယ်ကျွန်တော်ဒီ Creeper skin လေးကြိုက်လို့ပေါ့နော်ကျွန်တော် idol လည်း Creeper ပဲကျွန်တော်လည်း Creeper ပဲအဲ့ကြောင့်လို့ပါလို့တော့စိတ်ဆိုးပါတယ် Creeper copy လို့လည်းပြောလို့ရပါကျွန်တော်ဒါပေမဲ့ Creeper ရဲ့တရိတ်ချန်နဲ့တကောင်တော့မပြောပါနဲ့ဗျာ Creeper ရဲ့ခွေးတော့အဲ့လိုမပြောပါနဲ့ကျွန်တော်မကြိုက်ဘူးပြောခင်ဘရူဖြစ်တော့ဘရူရှိပါ Okay ရဲ့နော်ကျွန်တော် Brady ဆိုတဲ့နာမည်လေးကြိုက်ပါကျွန်တော်နေ့ဆိုနာမည်ကိုပြောင်းပြီးတော့ Creeper ပြောင်းတော့မှာပါ Creeper အရင်ကြိုက်အိုးပြောရင်းဆိုရင်ကျွန်တော် Creeper တကောင်နှစ်ကောင်တောင်တွေ့ရကျွန်တော်ရဲ့ဆွေမျိုးအဆက်တွေကျွန်တော်ရဲ့စကင် Christmas စကင်လေးပေါ့ Christmas နဲ့ Christmas ရဲ့ဒီဝေဖာမုတ်လေး chocolate လေးအဲ့ဒါအောင်မှာပါတယ်အဲ့တော့ Creeper ပုံစံလေးပေါ်နေကြိုက်ပါကျွန်တော်တို့ပြောကြတယ် Minecraft ကိုတုံးကိန်းကိုပြောကြတယ်ကျွန်တော် friend နဲ့တော့အတုံးကိန်းနဲ့တုံးကိန်းနော်တုံးကိန်းနော်တုံးကိန်းဆိုငါပြတုံးကိန်းဆိုငါပြမယ်ပြောတုံးကိန်းနဲ့အဲ့ဆိုလက်နဲ့တွေရောတုံးဖြစ်နေပါလေနောက်လက်နဲ့အခုအတုံးဖြစ်နေတာကျွန်တော်ကငါတို့ကလာနေကျွန်တော်တုံးကိန်းလူတောင်းတန်းကောင်တွေအကုန်လုံးကွာ
ငါ friend ရပါရှင်ပါပြောပါဦးငါတိတ်ကမရှင်ပြောတော့စရပါလို့ကျွန်တော်ဘလော့ဖူပြရရဲ့ဖြစ် Minecraft ပြရလေးဒီနေ့လောဟာကိုရင်ဂါရန်ဆော့ပြီးတော့ကိုရီဂါရန်ကဘာကိန်းလဲမသိကျွန်တော်ဘလော့ဖူပဲတည်ရအကောင်နှစ်ကောင်ကြီးတစ်ဖက်ဘုံနှလုံးကိုပြောရကျွန်တော်မာရာကြီးရင်ဖုံးကကြောက်ရင်ဖုံးကမယူတော့ဒီဟောဟိုမန်ကကွာညမကောင်းတော့သူ့ဘောတင်တယ်အဲ့ပြန်ပြီးတော့အစ်စ်ဝယ်တယ်ပြီးကျွန်တော်ဆိုတော့ဗီဒီယိုလုပ်လေဟိုကျပြဒီ view ဆိုနည်း view ကြောက်အဲ့ဒီမှာလေဆိုတော့okay တောင်းပါလေဆိုတော့တီးနေတော့တော့ကြည့်ရှုရလို့ကျေးဇူးများတယ်နောက်တဲ့ view မှာပြန်လို့ပါ bye bye